ကောင်မလေးကတန်တန်ကိုခတ်ဖော်ဖော်လေးဆွဲလိုက်တာတော့တန်တန်ကထောက်မှန်အတိုင်းကွေးသွားခဲ့တယ်အဲ့ဒီချိန်သူ crush နေတဲ့ကောင်လေးကဘေးနာကဖြတ်ချော်သွားတော့စိတ်လှရှားပြီးလက်ကတုံတုံရင်ရင်နဲ့ရေပုံပိုင်ကောင်းကိုလှည့်လိုက်တာရေတိုင်ကွက်ကပြုတ်ထွက်လာရောတောင်ကုန်းပုံကကြောက်တုံးကြီးကိုလက်နဲ့အသားလေးတွန်းလိုက်တာတော့ကြောက်တုံးကြီးက6ထဲလင့်ကျသွားခဲ့တယ်သူ့ရဲ့ပုံမှန်မဟုတ်တဲ့တဘာဝလွန်အားရင်တွေကြောင့်နေ့တိုင်းပြဿနာတွေတက်နေတာပေါ့ဒါကြောင့်သူ့အမေကလည်းသမီးဖြစ်သူရဲ့ဒီအားရင်တွေကိုပြန်ရုပ်သိမ်းပေးဖို့ဖျားမှာနေ့တိုင်းဆူတောင်းနေခဲ့တယ်ဒါပေမဲ့ဖျားစင်းတို့တော်ကပြုံးစီစီနဲ့လောင်နေတယ်လို့ခံစားရတာကြောင့်ကောင်မလေးကဒေါသတွေထွက်နေခဲ့တယ်သူထွက်သွားပြီးတဲ့နောက်မှာတော့ဖျားเจ้าကဖုန်းကြီးတွေဟာအန်အိုးတုံလုတ်သွားကြတယ်ဘာလို့လဲဆိုတော့ရွှေစင်းတို့တော်ကြီးကသူ့အလိုလိုလှဲ့သွားလို့လေဒီနေ့မှာတော့ဘက်စကားစီကဘီးပေါက်ပြီးတားမီယာနေအောင်ကိုဝင်တိုက်မဲ့အချိန်မှာကောင်မလေးကကားနောက်မီးကိုလက်တစ်ဖက်ထဲနဲ့လှမ်းဆွဲပြီးလူအားရုံးကိုကယ်တင်လိုက်တယ်အဲ့ဒီကားပေါ်မှာအလုတ်ရှင် CEO လူငယ်လေးတယောက်ပါလာခဲ့တယ်အဖြစ်ပြအားလုံးကိုမြင်လိုက်ရတဲ့ CEO ကသူ့ကိုလာစာအများကြီးပေးပြီးကိုရန်တော်အဖြစ်ခန့်လိုက်ပါတော့တယ်လာစာကလည်းမတ်လောက်เสียဆိုတော့ကောင်မလေးလည်းညင်းမရပဲကုမ္ပဏီကိုရောက်သွားတာပေါ့အောက်ခြေလွတ်ပြီးမန်တန်နေတဲ့ CEO ကကောင်မလေးကိုလက်ဝဲတတ်ဖို့စိန်ခေါ်တယ်မင်းနှစ်ဖက်လုံး3ကျင်3ဆိုပြီးခွင့်ပြုပေးမယ်ကောင်မလေးကအားလေးနဲ့ထဲလိုက်တာနဲ့တင် CEO တယောက်နာကျင်လွန်းလို့ဒူးထောက်ကျသွားရတယ် CEO ကမကျင်တဲ့သေးပဲသူ့ရဲ့အတောင့်တင်းဆုံးတက်တော်ဆောင်ကိုခေါ်ပြီးပြန်ခိုင်းပြန်တယ်တက်တော်ဆောင်ကြီးကကောင်မလေးရဲ့တစ်တစ်တွေခန္ဓာကိုယ်ကိုကြည့်ပြီးအထင်သေးကပြင်လဲသွားဖို့ပြင်တယ်ဒါပေမဲ့ CEO ကနိုင်ရင်လက်စာတိုးပေးမယ်လို့ပြောလိုက်တာနဲ့တက်တော်ဆောင်ကြီးလည်းချက်ချင်းစိတ်အားထက်ထန်သွားပြီးဝုန်းကနေပြေးဝင်လာခဲ့တယ်ကောင်မလေးကခြေထောက်ကိုအသာလေးမြောက်လိုက်တာနဲ့တင်တက်တော်ဆောင်ကြီးလွင့်ထွက်သွားပါလေတော့ဒါကိုမြင်တော့မှ CEO လည်းလန့်သွားပြီးကောင်မလေးကိုအားထိန်နီးတင်ပေးဖို့ဆုံးဖြတ်လိုက်တယ်သူကကြောက်ခဲလေးတစ်လုံးကိုယူပြီးဒီလိုညင်ညင်တတလေးလုံးရတယ်ဆိုပြီးနမူနာပြတယ်ကောင်မလေးကလိုက်လို့ကြည့်လိုက်တာကြောက်ခဲကဘီတော့ကဖောက်ထွက်သွားတာ shock ရသွားတဲ့ CEO က30ရာခိုင်နှုန်းလောက်ပဲအားသုံးလို့ထပ်မာရပြန်တယ်ကောင်မလေးကနောက်တစ်ခါထက်စူးစမ်းဖို့ပြင်နေတော့သူက CEO ဘက်ကိုမျက်နှာမူထားတာမြင်တော့ CEO ကဟိုဘက်လေးလုတ်လို့အမြင်အော်ရပြန်တယ်ကောင်မလေးကလက်ညှိုးနဲ့အသားလေးတောက်လိုက်တာတော့ပဒင်းဖောက်မှန်တွေအကုန်ကွဲထွက်ကုန်တော့ပစ္စည်းတွေတော်တော်များများပျက်စီးသွားပြီးတဲ့နောက်မှာတော့သူအားထင်းကြီးကိုတက်မြောက်သွားခဲ့တယ်သူကလည်းပျော်သွားပြီးစပွဲကိုအမှန်မတင်ပေါက်လိုက်တာစပွဲကြီးနှချမ်းကွဲသွားပြန်ရောနောက်ပိုင်းမှာသူတို့တွေတိုက်ခိုက်မှုလိကျင်ခန်းတွေလှုပ်ကြတယ်သူကတဲအိတ်ကိုထိုးလိုက်တာတဲအိတ်ကြီးပေါက်ထွက်သွားတယ် CEO လေးမတတ်နိုင်တဲ့အဆုံးကိုယ်တိုင်ရှေ့ထွက်လာခဲ့ရတယ်သူကကောင်မလေးကိုနောက်ကနေဖတ်လိုက်တဲ့အချိန်မှာတော့ကောင်မလေးကအလိုအလျောက်တုံ့ပြန်မှုနဲ့ CEO ကိုကြမ်းပြင်ပေါ်မှာချုပ်ထားလိုက်တယ် CEO ကလည်းချက်ချင်းပြန်ခုခံရင်းနှစ်ယောက်သားရုံးရင်းဆန်ခတ်နေတဲ့အချိန်မှာကောင်မလေးရဲ့ရင်ခုန်တန်တွေကတဒိန်းဒိန်းနဲ့မြင်လာပါတော့